ပဲမင်္ဂလာပါရှင်ကဲအခုလိုဆောင်းနေနဲ့လေ live ဖတ်ဆုံးမမေကလေ IVF facial cleanser မျက်နှာတစ်ကျယ်လေးနဲ့မျက်နှာတစ်မယ်သူကလေမမေတို့ဆိုရင်စားဝတ်ချံနေအရန်ထွက်တတ်တယ်တကယ်စားဝတ်ချံကိုလေတိတိတတာနဲ့တတ်တာပြောင်းရင်းစီတယ်နောက်တစ်ခုကဝတ်ချံတို့အစီဘူးတို့ဖြစ်နေတဲ့သူတွေဆိုရင် IVF facial cleanser မျက်နှာတစ်ကျယ်လေးတပူးစာဆောင်တာကျဲတိုက်လေးဖြစ်တဲ့အတွက်မျက်နှာကိုထားရိုက်မတင်နဲ့လက်ထဲကိုဒီလိုလေးနည်းနည်းထည့်မယ်ရေလေးနဲ့အသားရဖြော်မယ်ပြီးလို့ရှိရင်ဒီလိုအမြုံလေးထွက်လာတော့မှမျက်နှာပေါ်ကိုတင်တစ်ပေါ့နော်မျက်နှာပေါ်မှာရှိတဲ့စားဝတ်ချမ်းတို့အစီဘူးတို့နော်ဝတ်ချမ်းတို့အဲ့လိုနောက်တစ်ခုကလေဝတ်ချမ်းတွေမဟုတ်ဘဲနဲ့ပေါ့နော်ဒီအသား6တဲ့သူတွေအစီပြန်သမားတွေအတွက်လည်းသူကအစင်ပြေတတ်တာစီတယ်ဘာလို့လဲဆိုတော့လေ T3 စီကပါဝင်တဲ့အတွက်အသားရည်လည်းလှစီတယ်နော်ဒီမှာစားဝတ်ချမ်းလေးတွေဒီလိုမျိုးတစ်ပြီးတကယ်ကောင်းတယ်မင်းမင်းဆိုလက်တွေ့နော်ဒီ facial cleanser လေးကိုမတုံးခင်အားဆိုစားဝတ်ချင်တအားထွက်တာကွယ်အခုတော်တော်လေးတက်တာသွားတယ်ဒါလေးကိုဒီနေ့ကိုမနေ့ချိန်ညချိန်သုံးပြီးသူကခဲရောဘွားယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်ပေါ့နော်တကယ်ကောင်းတယ်အသားရည်ကိုလည်းကြည့်စိုးလေးနဲ့ဒီတက်လည်းပြေဝစီတယ်ညတိလိုက်ပါမယ်ကဲဒီမှာညနာတပီးသွားပြီဆိုတော့အသားရည်လေးကိုလေကြည့်ကြည့်စိုးစိုးလေးနဲ့နော်ရေတက်ပြေဝစီတယ်နောက်တစ်ခုကစားဝတ်ချံတွေဆိုလုံးဝမရှိတဲ့လောက်ကိုလေတတာစီတယ်ဒီမှာကြည့်ကြည့်လေဝတ်ချံစီဘူးစားဝတ်ချံထွက်နေတဲ့သူတွေဆိုရင်နော် IVF facial cleanser မျက်နှာတစ်ချယ်လေးတပူးသာဆောင်တာဒီနေ့ကိုမနေ့ချိန်ညချိန်ပုံမှန်တစ်ပြီးအသားရည်လေးကိုလှပြီးတော့ပေါ့နော်ကြည့်ကြည့်စိုးစိုးလေးဖြစ်စေလို့တုံးကြည့်နော်